အားလုံးသောဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတောကခတ်သိမ်းကင်းကျင်းကြ၏ကုစိမ့်သမျှကျမ်းမာချမ်းသာကြပါစေယခုဒီဂျွန်တလစာပေါ့လေနော်6လပိုင်းရောက်လာပြီရောက်လာတဲ့ဒီ2026ခုနှစ်ဂျွန်တလစာမှာတလတွင်ဖြစ်ပေါ်လာမဲ့ခုနှစ်ရက်သားသမီးအားလုံးရဲ့ကံကြမ္မာအဆူကောင်းရှောင်ရန်ဆောင်ရန်များကိုပြောပြပြီးမှဖြစ်ပါတယ်ကျွန်တော် YouTube channel မှာလည်းတလားတစ်ချိန်ခုနှစ်ရက်သားသမီးတွေဟောတယ်လို့ view live ဆိုင်မှာလည်းတလားတစ်ချိန်တဘာဝပြီးစီးပွားရေးနိုင်ငံရေးခုနှစ်ရက်သားသမီးကံကြမ္မာဟောတာရှိပါတယ်တူတော့မတူပေါ့နော်ဒါကခုနှစ်ရက်သားသမီးတိတဟို view live ဆိုင်မှာအထူးအနေနဲ့နော်စီးပွားရေးတို့နိုင်ငံရေးတို့တဘာဝပြီးတို့တလားတာဟောပြပါတပတ်စာသူ့ရဲ့ဒီရာသီဆောင်ဝင်းခုနှစ်သားသမီးကံကြမ္မာလည်းဟောပြပါတနှစ်တာအတွက်လည်းဟောပြထားတာရှိပါတယ်တလားတစ်ချိန်ကံကြမ္မာဆိုင်ရာအပြောင်းလဲတွေရှိပါတယ်ဘာကြောင့်ရှိရလဲဆိုတော့ဂျိုတွေနက်ခတ်တွေအားလုံးကသူ့ဟာသူပြောင်းနေတာတရက်နဲ့တရက်တမိနစ်နဲ့တမိနစ်တလားနဲ့တလားတနေ့နဲ့တနေ့မတူအခုရောက်လာတဲ့ဒီဂျွန်လဆိုရင်အရေးကြီးတဲ့ဂျူပီတာလို့ခေါ်တဲ့ကြာသပတေးတောမဂျူဒုက္ခချမ်းသာဂျူပညာဂျူအဲ့ဂျူကြီးရာသီဆောင်ဝန်းတို့ရဲ့ကြာသပတေးရဲ့နေရတော့တနက်လိုက်ကြာသပတေးဥဋ္ဌာဏကရကရသည်အဲ့ကိုရောက်တဲ့အခါကျတော့ကံကြမ္မာဆိုင်ရာခုနှစ်သားသမီးတွေတော်တော်များများအပြောင်းလဲဖြစ်မယ်အထူးသဖြင့်ဒီကြာသပတေးဂျူနဲ့အမြင်အရှင်ရှိတဲ့နေရာတွေမိန်ရာသီတို့ဖိစာရာသီတို့တိန်ရာသီတို့ဒါတွေဟာဒီကရကရာသီတို့စီးတဲ့နေရာတွေတော်တော်ကြီးကောင်းကုန်ကြတာပါထွက်ပေါက်တွေရတာဒါချို့ညံ့နေတဲ့နေရာတွေလည်းကောင်းလာတာအဲ့ဒါလို့ဂျူပြောင်းရှိသလိုတခြားသောဟိုထိုးစစ်ဆင်တဲ့အင်္ဂါတို့တောက်ကြအဲ့ဒါလည်းရှိတယ်စန္ဒီဂျူကလည်းမိန်ရာသီမှာသူလည်းအားကောင်းနေတာပေါ့နော်တာတာပိရှာနက်ခတ်တော်ပြီရာဟုဂျူကလည်းကုံရာသီမှာအားကောင်းတယ်ဂျိုးတွေကအကောင်းတဲ့အဆူတွေပြောင်းလဲဖြစ်တဲ့6လပိုင်းအဲ့ဒီခါကျတော့ခုနှစ်သားသမီးတွေရဲ့ကံတရားတွေကလည်း6လပိုင်းမှာတိတိတသာစတင်ပြောင်းလဲပါလိမ့်မယ်အဲ့ဒီခုနှစ်သားသမီးအားလုံးအသေးစိတ်တော့မဟုတ်ဘူးဗျနော်အသေးစိတ်တယောက်စီတွက်ဖို့ဆိုတာခုတွေလတွေနေ့တွေရက်တွေနာရီတွေကွာတယ်ငွေရဇာတိတွေကွာတယ်နာမည်ကအစကွာတယ်တနေတဲ့တရက်တဲ့တနာရီတဲ့မွေးတဲ့ရင်ချင်းဆက်တောင်မှနာမည်ပြောင်းရင်နာမည်ကွာရင်ကံတရားကွာဒါကိုပညာလို့ခေါ်တော့နော်ပညာသွားရတတ်တယ်ပါအဲ့လိုပဲဒါကြောင့်တနုံးနေသားသမီးတနင်္လာသားသမီးအင်္ဂါသားသမီးခုနှစ်သားသမီးကောင်းတယ်ဆိုပြီးအကုန်လုံးတိမ့်ပြောလို့မရတယ်လို့စိုးတယ်လို့လည်းပြောလို့မရဘူးသို့တော်လည်းကျွန်တော်တို့ဘေးရင်လောကရဲ့ဟောစတန်ထုတ်တဲ့နေရာမှာဖြားမြနှုံးဒီ line ပေါ်ကအများသူကသိဖို့ထုတ်ရပါတယ်ထုတ်တဲ့အခါမှာအတတ်နိုင်ဆုံး85ရာခိုင်နှုန်းလောက်မှန်အောင်ကြိုးစားပြီးဟောရပါတယ်ဒါလေးတင်ပြတာဥပမာပြတနုံးလေးသားသမီးကောင်းမယ်တလားလုံးအဆိုးတာလည်းရှိတယ်တယောက်စီတဦးစီကတော့တတ်ဆိုင်ရာတတ်သိနားလဲတဲ့နက္ခတ်ဘေးရင်ကံကြမ္မာပညာရှင်တွေထားမှာစစ်ဆေးတာပိုကောင်းပါတယ်အခုတော့ဒီဂျွန်လတလတာမှာခုနှစ်သားသမီးကံကြမ္မာဟောပြပါမယ်ပထမဦးစွာတနုံးနေသားသမီးကဒီဂျွန်1ရက်နဲ့15ရက်မှာသူကံကြမ္မာတစ်မျိုးဂျွန်16နဲ့30မှာကံကြမ္မာတစ်မျိုးနှစ်မျိုးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဂျိုဝင်ဂျူထွက်တယ်ကြောင့်ပထမဒီ1ရက်နဲ့15ရက်မှာတနုံးနေသားသမီးတွေဟာအရေးကြီးဂျိုပြောင်းနေရှိတယ်
ဒါကြောင့်သူတို့ရဲ့ဒီပထမ15ရက်မှာမကောင်းဘူးပေါ့စီးပွားရေးရကြည့်ရင်တုံဆိုင်တာတွေလှောင်ပိတ်တာတွေအရှိတူကခက်နောက်ဆိုကခက်တာတွေကိုကြောင့်မဟုတ်တဲ့ပြဿနာလေးတွေရှိတယ်ငွေကြေးလည်းဒီလိုပဲပထမ15ရက်မှာအကုန်ကြတွေများမယ်အကြောင်းမျိုးနဲ့အဝင်အထွက်တွေမငြိမ်ဘူးငွေကြေးစီးဆင်းမှုမမှန်ကန်ဘူးပေါ့နော်အဲဒီမှာခက်လေးတွေရှိတယ်တတိထားပြီးသုံးဆွဲဖို့လိုတာပေါ့ဒုတိယ16ရက်နဲ့30ရက်ကြာကြတော့သူတို့တွေရဲ့အရေးကြီးကိစ္စယာရုဌာနအလုပ်စည်းပွားတွေတိုးတက်ဖြစ်စဉ်တွေဖြစ်သွားတယ်ထွန်းထွန်းကာတိုးတက်ပြောင်းလဲစာမွေးတွေအောင်မယ်ယာရုတွေကောင်းမယ်ငွေတွေဝင်လာမယ်အပေးရန်ရရန်ပြည်လဲသွားမယ်ရောင်းမှုပြောင်းမှုဟာတွေအဆင်ပြေမယ်ခရီးတွေအောင်မြင်မယ်စီးပွားရေးကျန်းမာရေးလူမှုရေးတိုးတက်တယ်လို့စာမွေးဆိုင်ရာတွေပညာရေးဆိုင်ရာတွေလဲဒုတိယ16ရက်ကနေလာကုန်ပိုင်းမှာတော့ကောင်းသွားမယ်ပထမကာလတွေမှာတလဒီတရက်နေ့ပေါ့နော်ဂျွန်တရက်နဲ့15ရက်ကြာမှာလူမှုရေးတို့အိမ်အောင်ရေးတို့ကျန်းမာရေးတို့ဟာတိတ်အကောင်းကြီးမှမဟုတ်ဘူးအဆိုးကြီးတဲ့လည်းမရောက်ဘူးပုံမှန်ရာခိုင်နှုန်းနဲ့ပြော45ရာခိုင်နှုန်းလောက်ကောင်းတယ်55ရာခိုင်နှုန်းလောက်အညံ့အဲ့ဒါလူမှုရေးအိမ်အောင်ရေးကျန်းမာရေးလည်းဒီလိုပဲစေကံပြရတာလေးတွေစေကူရတာလေးတွေမလန်းတာလေးတွေရှိမယ်ဂျွန်လ16ရက်30ရက်အဲ့15ရက်မှာကျတော့လမ်းသွားပြီကျမ်းမာရေးတွေကောင်းသွားပြီအိမ်တော်ရေးလူမှုရေးအခြေရေးနှလုံးသားတာယာသွားပြီပြည်လည်သွားပြီဒေါသတောကတွေငြိမ်းသွားပြီပညာရေးဆိုင်ရာအကြောင်းသူကျောင်းသားတွေဆိုရင်ပထမ15ရက်မှာဘယ်ကျောင်းသွားမှမသိဘယ်အောင်စင်ဘာမှမသိစိတ်လှုပ်ရှားစရာစိတ်ပူစရာစိုးရိမ်စရာလေးရှိတယ်သို့တော်လည်းဂျွန်လ15ရက်နောက်ပိုင်းကျအတန်းမှန်နေရာမှန်ကျောင်းမှန်ဆရာမှန်အခုလူချင်းတဲ့ပညာရေးဆိုင်ရာတွေအောင်တာတိုးတက်တာပျော်ရွှင်တာချိတ်မိသွားတာနိုင်ငံတကာရဲ့အင်တာဗျူးတွေစာမွေးတွေလည်းဒီတိုင်းပါပဲအဲ့တော့ခရီးသွားမဲ့ကိစ္စတွေဒုတိယ15ရက်ကျော်ရင်လွယ်ထွက်လို့ရမယ်နိုင်ငံတကာမှာရောက်နေတဲ့လူတွေလည်းအဲ့တိုင်းပဲဒုတိယဂျွန်16နောက်ပိုင်းမှာကံကောင်းမယ်လို့မှတ်လိုက်ပါကျမကြီးစီးပွားရေးလူမှုရေးအိမ်တော်ရေးငွေကြေးပထမပိုင်းတော့ငါတို့တွေထိမ့်လုပ်ရမယ်အဲ့တော့အဝတ်စားတွေလူတာပေါ့လေနော်အညံပိုင်းတွေလည်းကောင်းအောင်ကောင်းတာလည်းပိုကောင်းအောင်ပထမ15ရက်မှာအဖြူကြည်ပြခရမ်းမဲနဲ့ကြက်သွေးရောက်နေဝက်ဒုတိယ15ရက်မှာခဲရောင်နက်ပြနှီးညူဒေါင်းလိုက်စင်းအပွင့်တွေဝက်ပေါ့နော်ဒါဝက်ရရေရအနေနဲ့ကြည့်မယ်ဆိုရင်တော့ပထမ15ရက်မှာအရဟံသိတိပရိစ္ဆေဘစိတ်မဲ့ဘုရားကျော်ကော်ပီကိတ်မို့အောင်တပြေလှူမယ်ဒုတိယ15ရက်ကြာတဲ့ခါကျသူကတော့ဆေဘစိတ်မဲ့လွယ်ကူတဲ့ချောကလက်တို့ပေါင်မုံတို့ဘုရားကျော်တို့ငါပြောသေးတယ်လှူမယ်ပေါ့ဒါရေရပဲထီထိုးခြင်းပထမ15ရက်မှာဆိုရင်တော့9-3ညနှစ်အဲ့ဒါကြီးထိုးဒုတိယ15ရက်ဆို3-3ညထိုးဒါဆိုရင်တန်တို့နေသားသမီးတွေဂျွန်လတလသားရဲ့ကန်စာတာဟောပြီးသွားပါပြီနော်အားလုံးကျမ်းမာချမ်းသာကံကောင်းကြပါစေဆက်လက်ပြီးတော့တနင်္လာသားသမီးတွေလည်းဒီလိုပါပဲဒီလပထမ15ရက်နဲ့ဒုတိယ15ရက်မတူပါဘူးပထမ15ရက်မှာတော့တနင်္လာသားသမီးတွေဟာစိတ်ပင်မမယ်လူပင်မမယ်ဆွဆွဲပြစ်တင်ခံရမယ်အပိတ်ပင်အသားစီးတွေမှုခင်းပြဿနာလေးတွေရှိတယ်စီးပွားရေးငွေကြေးလက်ပတ်နေတာတွေအဲ့ဒါညံ့တယ်လို့ပူရတာပေါ့နော်နောက်ခရီးကိစ္စတို့ကျမ်းမာရေးကိစ္စတို့ဒါလည်းအကောင်းကြီးတည်းမှမရှိသေးဘူးလူမှုရေးအိမ်တော်ရေးလည်းဓာတိထားမှာပဲကြက်တဲ့ဒီကျမ်းမာရေးကျတော့ပထမ15ရက်ကပုံမှန်ဗျဒါဒုတိယ15ရက်ကျတော့အညံ့ရှိတယ်ဒါပြီးခဲ့တဲ့မေလာထဲမှာလည်းသူကနည်းနည်းတော့ညံ့ထားတာရှိတယ်ဒီတနင်္လာတွေဟာဒီဂျွန်လတက်လာလုံးမှာပြောမယ်ဆိုရင်တော့ပထမ15ရက်ကောဒုတိယ15ရက်ကောတိတ်အကောင်းကြီးတဲ့တော့မရှိဘူးဖျားမြနှုံးစီးပွားရေးခက်ခဲနေမယ်ကျန်းမာရေးတွေညံ့မယ်ငွေကုန်ကြေးကြတွေများမယ်တွားလာလောကကန်ရတာတွေခက်မယ်လုံလဝရိယဇွဲအာယုံစိုက်နိုင်မှတော်ယုံကြ
ဂရိဖြတ်တဲ့လူတွေပုံမှန်မဟုတ်တဲ့ဒုက္ခပေးတဲ့လမ်းကြောင်းတွေတဘာဝပြီးကုန်သွယ်ရေးကြောင်းကျမ်းမာရေးဒါလေးတွေနည်းနည်းခက်တယ်တောကများသောလာတလပဲတနင်္လာရီသတိထားပြီးနေထိုင်မှုလိုတဲ့တလာလုံးဆိုပါတော့နော်တလာလုံးမှာစီးပွားရေးငွေကြေးလူမှုရေးအိမ်တော်ရေးကျမ်းမာရေးပညာရေးနေရေးထိုင်ရေးတို့မငြိမ်မသက်နဲ့40%လောက်ပဲကောင်းတယ်60%လောက်ကတနေ့တာအတွင်းမှာစိတ်ညစ်စရာနဲ့တောကနဲ့ခက်ခဲတာရှိပါတယ်ဒါတနင်္လာသားသမီးအဝေးနိုင်ငံရောက်တဲ့လူတွေပိုတတိထားချိန်ဆူထားတဲ့လူပြက်တာတွေကျမ်းမာရေးကြောင့်မသွားပြစ်တာတွေငွေအကုန်များတာတွေလေရင်လေစိတ်ခရီးတဘာဝပြီးစီရေးစားတယ်ညက်တတ်တယ်ဒါကြောင့်တလလုံးဒီအညံ့နေလွတ်ချင်ရင်တော့တနင်္လာသားသမီးတွေဟာနက်ပြာရောင်နေညူရောင်ခဲရောင်နဲ့ဂျင်းအိမ်ချင်းပေါင်းပြီးတွေဝတ်ပါစပုတ်ရှက်တွေဝတ်ပါလူကူတစိတ်ကောင်းတာတွေဝတ်ပါနေတိုင်းကော်ပီတို့ဘရာကျော်ငပြောသည်ကောင်းချင်းနဲ့လှုပ်တဲ့မုံတွေလှူပေးနေ့တိုင်းဂုံတော်ကုပတပါးကိုတပတ်အရဟံတပတ်တမန်တမုဒ္ဒတပတ်ဝိသဇာနာတမန်နောတပတ်သူကတော်တပတ်လောကဝိတုတပတ်တပတ်စိတ်တရဏဂုံ3ပတ်စိတ်ပိဋိရွတ်တိတ်နေလားငါလားအကြက်တဲဖြစ်ရင်ထွက်ပေါက်ရတယ်ဖျားစီဒီတဆူသွားဒီမုတ်ကနေပြီးတော့တနေ့တစ်ချိန်တက်ဒီမုတ်ကပြန်ဆင်း3ရက်လုံးဒီမုတ်ဒီဇောင်းနှန်းဒီကတက်ဒီကဆင်းစတက်ပြီဆိုတွေကနမောတတဘဝတော်ထာတော်တမန်တမုဒ္ဒတနမောတတဘဝတော်ထာတော်တမန်တမုဒ္ဒတရွတ်သွားအပေါ်ရောက်ပြီးဖျားစီဒီရှိမှထိုင်ရုပ်ပွားတော်ရှိမှထိုင်တရဏဂုံဒီ5ပါးသီလဆောက်တရဏဂုံဗုဒ္ဓနာနာဂဇာမိဓမ္မနာနာဂဇာမိသံဃာနာနာဂဇာမိကိုဘတ်စိတ်ပိဋိရွတ်ပါရီချစီမီလှ3ရက်ပြည့်အောင်ဒါဆိုရင်တော့ဒီထွက်ပေါက်တွေရမယ်အကြက်တဲတွေရမယ်ငွေတွေအဆင်ပြေမယ်ကျမ်းမာရေးတွေအဆင်ပြေမယ်ညံ့နေပါတယ်ဆိုရလှမှာကောင်းသွားမယ်ဘယ်ဖះဘယ်စီတွေပဲဖြစ်ဖြစ်နော်ဒါထွက်ပေါက်နိုင်ငံသားမှာရောက်နေတဲ့လူတွေကတော့ဒီလတလလုံးတရဏဂုံရဂုံတော်ကုဘရပေပဋ္ဌာန်းတွေရခရုဆိုင်ရုပ်ပါအားကစားလုပ်ပါကျမ်းမာရေးတတိထားပါအဲ့ဒါကျဲရပါနော်အထီထိုးခြင်းတော့436ဆိုတဲ့ပတ်လည်ထိုးပါမွေးနေ့တွေတနင်္လာတောက်ကြတယ်မှာနော်ဒါကတော့တနင်္လာသားသမီးတွေတလားတာတွင်ကကြမ္မာအဆူအကောင်းတွေပြောပြတာဖြစ်ပါတယ်အားလုံးဘေးရခသိမ်းကင်းခြင်း၍ကျမ်းမာချမ်းသာလူရပြည့်ကြပါစေဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေကဒီဂျွန်လာမှာသူကပထမ15ရက်ကပုံမှန်ပဲရှိတယ်ဗျပုံမှန်ဆိုတာ50%ရာခိုင်နှုန်းစီးပွားရေးငွေကြေးအလုပ်ခရီးအကြောင်းကျမ်းမာရေးကြောင်းငွေကြေးဆိုတဲ့အရာလိုက်ကုန်လိုက်သူကသူပုံမှန်လေးတော့လဲနေတယ်နန္ဒလေးကောင်းတဲ့အားလေးတော့ရှိတယ်အထောက်ပံ့ရတာအကူအညီရတာစုရတာပွဲကရတာစီးပွားရေးလည်းဒီလိုပဲကိုယ်ပိုင်လုပ်ငန်းရှင်တွေရောင်းဝယ်ဖောက်ကားကုန်တယ်ပုံမှန်လဲပတ်နေမယ်ရောင်းကောင်းနေမယ်ဝန်ထမ်းရေးရတယ်လည်းသူကသူသွားတာလာတာလှုပ်တာခိုင်းတာပုံမှန်တဲ့နည်းနည်းလေးပို့ပြီးကောင်းနေမယ်လူမှုရေးအိမ်တော်ရေးအဲ့ဒါကြီးကြားတဲ့ခါကျလည်းဒီလိုပဲတိတ်ပြဿနာရှုပ်ထွေးထွေးမရှိသလိုခဲရကတဲ့လည်းမရှိပါဘူးခရီးတော့နည်းနည်းပင်ပန်းမှာပေါ့အလုံးမငြိမ်တာတို့နေရာမငြိမ်တာတို့ခရီးမငြိမ်တာလေးတွေတော့ရှိပါတယ်အပညာရေးဆိုင်ရာဒီ15ရက်မှာတော့ကောင်းတယ်စာမွေးအောင်တယ်အကြောင်းတက်ဖြစ်မယ်တင်နာတက်ဖြစ်မယ်စာမွေးဖြည့်ဖြစ်မယ်အင်တာဗျူးဖြည့်ဖြစ်မယ်ဗီဇာဖြည့်ဖြစ်မယ်အောင်မယ်ဒုတိယပိုင်းဇွန်16ရက်နဲ့30ကြာမှာအင်္ဂါသားသမီးတွေစီးပွားရေးတွေငွေကြေးတွေအလုပ်တွေနည်းနည်းလေးညံ့သွားပြီလောကကံရတာတွေအဆင်မပြေဘူးကျမ်းမာရေးလည်းဒီလိုပဲနည်းနည်းလေးအားနည်းလာမယ်ဆေးရုံဆေးကရောက်တာတို့ဆေးကူရတာတို့ရှိမယ်လူမှုရေးအိမ်တော်ရေးတွေမှာလည်းမငြိမ်မသက်ရှိတာတွေစကားများတာတွေရံဖြစ်တာတွေတုံဆိုင်တာတွေစီးလုံးမှုပြတ်တာတွေရှိမယ်ပညာရေးပထမပိုင်းမှာအောင်မြင်သလောက်ကောင်းသလောက်ဒုတိယပိုင်းမှာကြောင်းပြောင်းရတာအတန်းပြောင်းရတာဆရာပြောင်းရတာနှခါပြန်ဖြေရတာရှိမယ်အဆိုးကြီးတော့မဟုတ်ဘူးအဲ့တော့အင်္ဂါသားသမီးတွေပထမ15ရက်မှာပုံမှန်ထက်နည်းနည်းလေးမြင့်ပြီးကောင်းနေတယ်ဒုတိယ15ရက်မှာပုံမှန် level
တဲ့အောက်40ရာခိုင်နှုန်းလောက်ပဲကောင်းမယ်60ရာခိုင်နှုန်းလောက်အညံ့နဲ့သွားတယ်အဲ့တော့ကံကောင်းတဲ့15ရက်မှာပန်းရည်ကြစီမီစွမ်းနေကပ်ပြီးသူကတော့ဆေပါစိတ်ခွေးစာခူစာငါးစာကျွေးဝါစိမ့်နေပြကြိုက်တာဝက်အဆုပ်ပြဲတွေအနှုတ်ဆုပ်ခုံးဆုပ်တွေမဝက်နဲ့ဒုတိယ15ရက်ကြတော့နေ့တိုင်းမဟာသမယတုတ်တို့ပဋ္ဌာန်းတို့မေတ္တာတုတ်တို့ရွတ်ဂုဏတော်ကုပါကိုတပတ်ကုပါစိတ်ပြီးရင်အထူးသဖြင့်ဖရာစီတီတဆူတရက်လောက်တော့သွားပိုင်းရကြစီမီစွာကလူရဆူတောင်းလူနိုင်တာလူပေါ့ခြေမတန်လက်မတန်နေဗိုက်ကြီးတဲ့တွေအိပ်ရတဲ့လဲနေတဲ့လူတွေကိုကူငှက်တို့ငါးတို့လှော့မိဘထမိန်တွေပါရှော့သူတော်ကောင်းစိတ်နဲ့နေအတိသတိနဲ့နေအတော်မတော်တလန်းအစားမတော်တလုတ်အဲ့ဒါကြောင့်ထိမ့်ပြောဆိုနေထိုင်မှုလိုပါတယ်နောက်ဝိတာတော့ဒုတိယပိုင်းမှာနက်ပြာတို့ညီညိုတို့ခဲရောင်တို့အားလာလေးတွေဝစ်ပြီးထီထိုးခြင်း1-4 ခွန်ပတ်လဲအင်္ဂါနေ့ရောက်တိုင်းထိုးဒါဆိုအင်္ဂါသားသမီးတွေဂျွန်လာတလာစာကံကြမ္မာဘေးရခေကြားမှာချမ်းသာလူရပြကြပါသည်ဆက်လက်ပြီးဗုဒ္ဓဘူးသားသမီးတွေကဒီဂျွန်တလာလုံးကကံကောင်းတယ်ဗျထုံတော်ကတူတက်ကျန်းမာချမ်းသာဆိုတဲ့လမ်းကြောင်းစီးပွားရေးရကြည့်ရင်တလာလုံးတိုးတက်နေမယ်အလုပ်တွေအဆက်အသွယ်တွေအခွင့်အရေးတွေရမယ်ယာတူတို့နေရာတိုးမယ်ပျော်ရွှင်မယ်ငွေကြေးကိစ္စတွေပထမ15ရက်မှာအစုအပြုံလိုက်ဝင်တာတွေကျွေးရတာတွေပွဲကရတာတွေအခွင့်အရေးကောင်းပေါ်တာတွေငွေကြေးဆိုင်ရာတွေလက်ပတ်အထူးရ15ရက်ကြာတာနည်းနည်းလေးတုံဆိုင်တာတို့အကုန်ကြများတာတို့ဒါကြောင့်ထိမ့်သိမ့်ပြီးသုံးဆွဲရမယ်အဝင်ထွက်လေးနည်းနည်းဂျမ်ဖြစ်သွားတဲ့သဘောရှိတယ်နော်လူမှုရေးအိမ်တော်ရေးကတော့တလာလုံးကောင်းတယ်အဆင်ပြေမှာအိမ်တော်ရေးတာယာမယ်ချစ်သူတို့လျှောက်တော်လမ်းတာယာမယ်စိတ်သက်ကြောင်းလမ်းနေအိမ်တော်ရှင်တွေပျော်ရွှင်တာတွေလက်ထပ်တာတွေတာသမီရယူတာတွေဒါအဆင်ပြေမှာပေါ့ကျမ်းမာရေးဆိုင်ရာပထမ15ရက်မှာတောင်းပြီပဲတွားရေးလာရေးနေထိုင်ရေးကျမ်းမာရေးအကုန်လုံးကောင်းတယ်ဒုတိယ15ရက်ကျတော့နည်းနည်းလေးအားနေတယ်သွေးနဲ့ပတ်သက်တဲ့ယောဂသွေးအားနဲ့ယောဂနှလုံးသွေးတူကြောက်ကတ်ဒါတွေတတိထားပေါ့လူငယ်တွေကြောက်လဲသွေးထွက်တန်ယူကိစ္စလေးနည်းနည်းရှိတဲ့အတွက်ကားစီးတာဆိုစပိန်စီးတာဆိုဆိုင်ကယ်စီးတာဆိုဂရုစိုက်ပြီးပညာရေးကတော့တလာလုံးကောင်းတယ်ဗုဒ္ဓဘုသားသမီးတွေပြည်တွင်းပြည်ပရောက်နေတဲ့လူတွေပညာရေးဆိုင်ရာတွေတိုးတက်တာတက်ချင်တဲ့သင်တန်းကြောင်းရတာစာမွေးခုံတူနောက်တော့အင်တာဗျူးပြိုင်ဆိုင်မှုဒါတွေအောင်မြင်တဲ့ကာလဆရာကောင်းတမကောင်းလိုင်းကောင်းရတာပေါ့နော်ဝေးရမယ့်အကြောင်းတွေကတော့ဒီလတလာလုံးမှာအဖြူကြည်ပြာရွှေရောင်နောက်အကြောင်း2မျိုး3မျိုးရောပြီးအနုအဖတ်လေးတွေတင်အောင်တင်တယ်တိတ်ကြက်ကြီးတော့မဝတ်နော်အဲ့ဒါလေးဝတ်ပါရေတွေအနေနဲ့ကြည့်ရင်ပို့ပြီးတော့ကံကောင်းအောင်နေ့တိုင်းသူကတော့ပရိစ္ဆေပစိတ်တတနကု3ပတ်စိတ်ပရိတ်ဒီရုပ်မေတ္တာသုတ်တွေရုပ်နောက်တစ်ခါငွေလမ်းကြောင်းပူကောင်းတန်းစီကြွနေတဲ့သီလရှင်တွေဆရာလေးတွေတန်ဃာတော်တွေဆွန်းလောက်ဖို့ခက်တဲ့လူတွေကအွန်လိုင်းရပဲဖြစ်ဖြစ်တနေရာမှာအစုပြုံလိုက်စွန့်ကတ်တဲ့နေရာတွေဓမ္မယုံတွေလှမ်းလှူပေါ့အိမ်မှာမိဘဆရာသမားကျွေးလဲရပါတယ်ထီထိုးကျင်တယ်ဆိုတော့ဗုဒ္ဓဘုတောက်ကြနေတွေမှာ9-4-3-8ဆိုတဲ့အုပ်စုတွေကထိုးပါဒါဆိုဗုဒ္ဓဘုသားသမီးတွေဂျွန်လာတလာလုံးဘေးရကေကျမ်းမှာချမ်းသာကံကောင်းကြပါစေကြာတပရိတွေကတော့ဒီဂျွန်လာတလာလုံးပထမ15ရက်မှာတော့ကောင်းပါတယ်စီးပွားရေးငွေကြေးလူမှုရေးအိမ်တော်ရေးကျန်းမာရေးပညာရေးအလုပ်ဂျွန်တရက်ကနေ15ရက်ထိပုံမှန်တဲ့ပို့ပြီးကောင်းနေမယ်ဝင်ငွေတွေကောင်းမယ်အယောင်းဝယ်တွေကောင်းမယ်ယာရုယာကအလုပ်အထက်လူအောက်လူအဆင်ပြေမယ်
ငွေကြေးတွေလည်းပေးရပုံမှန်တက်ပို့ပြီးလဲပတ်တာတွေငြိမ်နေတာတွေကောင်းပါတယ်ကျမကြီးဆိုလည်းပြဿနာသိမရှိဘူးပုံမှန်သွားလာလှုပ်ရှားနေမှာပဲအဆင်ပြေပါတယ်ပညာရေးဆရာကောင်းတမကောင်းတွေ့တာစာမွေးအောင်တာအင်တာဗျူးအောင်တာဂုံတူးအောင်တာဒါတွေရှိတယ်ဒါဒုတိယ15ရက်ကြာတော့တတိထားတော့ဂျွန်16ကနေ30ကြာမှာစီးပွားရေးတွေတုံဆိုင်တာလုံးမရတာရပ်သွားတာဝန်ထမ်းတွေမှာနည်းနည်းအထက်အောက်ကြက်ခံတာတာဝန်များတာငွေကြေးတွေလည်းဒီလိုပဲဝင်တယ်ထွက်တယ်ရတယ်ကုန်တယ်မငြိမ်ဘူးအကုန်ကြတွေကြံ့ဖန်များမယ်လူမှုရေးနဲ့အိမ်တော်ရေးပထမ15ရက်မှာကောင်းတယ်လို့ဒုတိယ15ရက်မှာလူမှုရေးစကားများတာရန်လူတာအိမ်တော်ရေးပူညာစုညာဖြစ်တာထင်မြင်လွဲမှားခံရတာဆွဆွဲတာဒါတွေလာမယ်ကျမကြီးပထမ15ရက်အေးစီစီပဲဒုတိယ15ရက်ကျတော့အရေးပြားဆိုတွားဆိုအကျော်တို့နဲ့ပတ်သက်တာနည်းနည်းလေးအားနည်းပညာရေးကတော့တလာလုံးကောင်းတယ်ဒါတော့မှဒုတိယ15ရက်ရောက်သွားရင်နည်းနည်းပါးပါးထင်ခေါ်တာပြန်ဖြေရတာနေရာပြောင်းရတာလေးရှိကောင်းရှိလာနိုင်တယ်အဲ့တော့ကံကောင်းမှုပေါ့နော်ပထမရောဒုတိယရောကောင်းအောင်အနည်းအနက်ကလွယ်ကြံတာတွေဝစ်ပေါ့ကိုနဲ့တော်တာလျော်ညီတာအဝင်ခွင့်ကြဖြစ်တာအေးစီစီပွားပွားရရတာတာနာနာဝင်နိုင်တာအဲ့ဒါဝစ်ဘယုတ်ဒုက္ခတွေအမြင်မတော်တာတွေအသွင်မကောင်းတာတွေမဝင်နိုင်ဘူးရေရအနေနဲ့ဆိုရင်တော့နေ့တိုင်းပန်း3မျိုးအသီး3မျိုးအကျော်3မျိုးလူနိုင်လူနေ့တိုင်းမလူနိုင်ရင်ကြာတော်လေးရောက်တိုင်းဂျွန်တလာလုံးလူပြီးတာနဲ့နမောတတဘောရတော်ထာတော်တမန်တမုဒ္ဒတနမောတတဘောရတော်ထာတော်တမန်တမုဒ္ဒတပတိတပတ်စိတ်လောကဝိတု10ပတ်စိတ်ပြီးအိမ်မှာရှိတဲ့မှန်ခွဲပကံခွဲမိချောင်းခွဲချုပ်ခွဲဖုံးပြက်ဖုံးကျိုးဒါတွေဖယ်ရှားပြင်လှုပ်ပြက်ငှက်တွေငါးတွေလှုပ်ထီထိုးခြင်းနဲ့ဆိုရင်တော့အင်္ဂါနဲ့ကြာသပတိမှာခွန်9နှစ်ပတ်လက်ထူဒါဆိုရင်ကြာပြီးသားသမီးတွေဂျွန်လာတလာလုံးကျမထီပေါက်ဘေးရန်ကင်းပြီးကံကောင်းပါလိမ့်မယ်ဆက်လက်ပြီးတောက်ကြဂျွန်တလာလုံးမှာတောက်ကြတွေကတော့ကံကောင်းတယ်လို့ပဲပြောရမှာပဲတရက်နေ့ကနေ30ရက်ထိစီးပွားရေးတွေထွန်းကားလာမယ်ရောင်းဝယ်ဖောက်ကားကုန်တယ်တွေတိုးတက်လာမယ်ဝန်ထမ်းတွေယာတုတို့အလုပ်တို့လုပ်ပိုင်ခွင့်ရမယ်အနေချင်းအညံ့လေးတော့ရှိတော့မပြောပါတော့ငါတလာလုံးမှာ2ရက်3ရက်လောက်ငွေကြေးအဝင်ကြမ်းမယ်ဝင်တယ်လို့လည်းထွက်ဖို့ရှိတယ်ဒါပဲအဖက်တင်မှာပူလာမယ်ပွဲကရတာအညွန့်ရတာပညာကရတာထီပေါက်တာဒါတွေလည်းရှိတယ်ကံကြောင့်ဖြစ်တဲ့ငွေတွေလည်းဝင်လာပေးတရားရှိတာတွေလည်းပေးနိုင်ဒါကိုအထွာနဲ့ခုပေါ့ငွေကြောင့်တောကမရှိဘူးကျမ်းမာရေးကြောင့်တောကမရှိလူမှုရေးနဲ့အိမ်တော်ရေးနည်းနည်းလေးတော့ထစ်ထစ်ငေါငေါလေးတွေတော့ရှိတယ်35ရာခိုင်နှုန်းလောက်အညံ့ကျန်တဲ့65ရာခိုင်နှုန်းလောက်ကလူမှုရေးတွေကောင်းနေတယ်အိမ်တော်ရေးတွေကောင်းနေမယ်ပြည့်နေမယ်တာရေးသမီးရေးရွှေရေးမျိုးရေးအဆင်ပြေမယ်ကိုကလည်းကူနိုင်မယ်ကိုလည်းကူလိုက်မယ်အဝေးမှာရောက်နေတဲ့တာရေးသမီးရေးကိစ္စများတရင်ကောင်းကြမယ်ချစ်သူတို့ရှောက်တော်လာတာရမယ်စိတ်သက်မယ်အဲ့တော့ပညာရေးကတော့ဒီတလာလုံးသူတို့တဲ့အကောင်းဆုံးမှရှိတယ်ဘာသာသားတွေနိုင်ငံခြားရောက်နေတဲ့လူတွေပညာရေးဆိုင်ရာအသိပညာအတတ်ပညာအသိရတာတွေရှိရင်းစွဲတွေတိုးတက်တာပြည်တွင်းမှာရှိတဲ့ကျောင်းသူကျောင်းသားပညာရေးနယ်ပယ်ပုဂ္ဂိုလ်များအောင်မြင်တာတွေတိုးတက်တာတွေများပါတယ်ဖြားမြနှုံးတိုးတက်အောင်မြင်တဲ့ကာလပါကျမ်းမာရေးကတော့နည်းနည်းလေးထစ်ထစ်ငေါငေါလေးရှိတယ်အရေးပြားတို့တွားတို့ခြေသေးလက်သေးတို့နဲ့ပတ်သက်ပြီးတရိသာကုသဝေးရမယ့်အယောင်တွေကတော့ဒီလတလာလုံးမှာအသားရောင်တွေကြီးပြားရောင်အဖြူရောင်အုပ်စုတွေ2မျိုး3မျိုးရောတာတွေဝစ်ပါမိန်းကလေးငယ်များခေါင်းအနီရောင်ဆိုးတာတွေရှောင်ပြီးသပင်ကောက်တာတွေဒီလရှောင်မှာနောက်လာတွေကြာလှုပ်ပေါ့
ယောက်ျားလေးများလည်းဒီလမှာဆေးမင်းဆုပ်ထိုးအယုတ်ထိုးတာများရှောင်းပါနောက်လာကြရင်လှုပ်လို့ရပါတယ်ရေတွေကတော့အလှကြီးအလှသေးတစ်ခုလှုပ်ပြီးလိုက်ပတ်စံတတ်နိုင်တဲ့လူကတတ်နိုင်လောက်အိမ်မှာဖျားနေတာတင်တာတို့မွေးနေ့လှုပ်တာတို့ဆွန်းကျွေးတာတို့အိမ်တက်လှုပ်တာတို့ဖျားเจ้าနေမှာသွားလှူတာတို့ဘာမှမလုပ်နိုင်တဲ့လူနေ့တိုင်းဒါနတစ်ခုကြီးကျွေးတာငှက်ကျွေးတာခွေးကျွေးတာမရှိစင်ရသားကိုကူတာလှူတာနေ့တိုင်းတိလရှိပြီးသားတဲ့ပူပြီးတစ်ခုနေ့တိုင်းသူကတော့ရွတ်နေတာဘာဝနာနေ့တိုင်း10မိနစ်15မိနစ်လောက်အတိနဲ့တရီလေးကပ်ပြီးလိုက်ဝင်နေထွက်တယ်ဖြစ်တယ်ပြက်တယ်ဘာမှမဟုတ်ပါဘူးဘာမှမဟုတ်တာမဟုတ်ဘာမှဟုတ်တယ်ဘာမှမဟုတ်ဘူးလို့ဒီဝင်လေလေးထွက်လေလေးအတိလေးကိုတတ်မှတ်ရင်ဘာမှမဟုတ်တဲ့အတန်းသားနဲ့ဝင်သွားမယ်ဘာမှမဟုတ်တာမဟုတ်အလွန်တန်မိုးကြီးတာရှူတိုင်းရှိုက်တိုင်းဖြစ်တိုင်းပြက်တိုင်းရှူတဲ့လေကတန်မိုးကြီးကြီးဖြစ်တာပြက်တာသတိကထွက်တဲ့လေကိုတန်မိုးကြီးကြီးဖြစ်တာပြက်တာကိုသတိကဝင်တိုင်းထွက်တိုင်းသွားတိုင်းလာတိုင်းဖြစ်ပြက်နေတဲ့အကြောင်းအရာကိုတန်မိုးကြီးကြီးသတိကရဘာမှမဟုတ်တာမဟုတ်ဘာမှဟုတ်တယ်ဟုတ်လွန်းအားကြီးလို့ဒီဘဝရောနောင်ဘဝရောကောင်းစားသွားမှာလူတွေဆင်းရဲတာချမ်းသာခြင်းလွယ်လေလူတွေမှာတတ္တဝါတွေမှာယုံနဲ့နာ2မျိုးပဲရှိတယ်အဲယုံနဲ့နာမှာရုပ်ကိုလည်းရှင်တန်အောင်တိုးတက်အောင်ပျော်ရွှင်အောင်ထားနာဆိုတဲ့စိတ်ကိုလည်းပျော်ရွှင်အောင်လွတ်လပ်အောင်ရှင်တန်အောင်ထားအဲယုံနဲ့နာကိုကတ်ထားရှူတိုင်းရှိုက်တိုင်းသွားတိုင်းလာတိုင်းဒေါသဖြစ်တိုင်းတောကဖြစ်တိုင်းဖြစ်တာပြက်တာကိုသတိကြီးကြီးကတ်ထားလိုက်ရဟုတ်တာကြီးတွေကြီးပွားတာကြီးတွေချမ်းသာရတာမလိုချင်အောင်ရပြီတောကဆိုတာဘာမှမသိဘူးဒေါသဆိုတာဘာမှမသိဘူးအေးစစ်စစ်ဘဝကူကောင်းတဲ့အထိရောက်တာဒါကြောင့်ဒီလူကာလတွေမှာအတိနဲ့သတိကပ်ပြီးတနေ့ကိုအများကြီးမဟုတ်တော့15မိနစ်လောက်ကပ်ပြီးပါမိမိအတွက်တကူပါဝါတွေကြီးလာပါလိမ့်မယ်ထီထိုးခြင်းတော့တောက်ကြသားသမီး363ညထိုးပြအောင်ထိုးကြည့်လိုက်ပါအားလုံးတလာတာတွင်မှာတောက်ကြသားသမီးတွေဘေးရန်ကင်းကျမ်းမာချမ်းသာကံကောင်းပါလိမ့်မယ်ဆက်လက်ပြီးတော့စနေသားသမီးတွေကဂျွန်တလာလုံးမှာတော်တော်ညံ့တယ်တော်တော်ကိုသွားလာတာနေတာထိုင်တာတတိထားမှကိုကြောင့်မဟုတ်တဲ့ပြဿနာတွေရောကိုကြောင့်ပြဿနာတွေရောမိသားစုတွေရောတဘာဝတွေရောတဘာဝဘေးတွေရောမငြိမ်မသက်တွေလုံမကင်မရောင်းမဝယ်မပြောမဆိုမတွေစေတနာဝေဒနာဖြစ်တာတွေလူမှုရေးပိုင်းတွေမှာလည်းခက်ခဲတာစီးပွားရေးပိုင်းတွေမှာလုံရင်ကင်တဲ့ဝုန်းတိုင်းဆိုရက်သွားတာအယောစားများတာဖမ်းဆီးခံရတာငွေကြီးဆိုင်ရာတွေရတော့ဝုန်းနဲ့ဘောနဲ့ပြန်ထွက်တာအတိုက်ခံနေများတဲ့ကာလစီးပွားရေးလူမှုရေးကျန်းမာရေးတောကများသောအချိန်ကျန်းမာရေးဆိုလဲတေချာဆရာဝန်တွေနဲ့ကုမှရန်ကူရင်ကုသလောက်အမှားဒေါသကြည့်ရင်ဒေါသကြည့်သလောက်အမှားဖြစ်မယ်ဒေါ်လုံးမောတွေထိရမယ်လာတလာပဲပညာရေးဆိုင်ရာတွေကိုတက်တည်တဲ့ပညာပေါ်မှာပဲငြိမ်လေးသွားခဲရခဲတဲ့ထူဖောက်ရမယ်ဟာလည်းရှိတယ်ဒါကြောင့်ဒီကာလမှာစနေသားသမီးတွေဟာ40%လောက်ပဲကံကောင်းတယ်60လောက်ညံ့တယ်60လောက်ညံ့ရင်ပဲသူကအညံကြီးတဲ့သွားတာသူအသက်အရွယ်အပိုင်းခြားလိုက်ဝန်ထမ်းတွေအယောင်းဝယ်တွေခရီးသည်တွေနိုင်ငံတကာရောက်တဲ့လူတွေစနေနေ့နာရှိတဲ့လူတွေစနေပစ္စည်းတွေဒေါ်လာမောတွေတတိထားပါတဘာဝဘေးစီရေးနိုင်ငံရေးလူမှုရေးတာရေးသမီးရေးရွှေရေးမျိုးရေးပညာရေးတို့မှာတုံဆိုင်ခက်ခဲမငြိမ်မသက်ကာလလာတလာလို့ခေါ်တယ်အဲ့ဒါတွေကိုကြော်ဖြတ်ခြင်းကောင်းခြင်းစက္ကန့်တိုင်းနေ့တိုင်းကိုလုံမှကိုရမယ်ဆိုတာအဲ့စကားတရားဘာလုပ်ရမလဲကံကောင်းအောင်ကိုပါကိုလုပ်အမေအဖေမောင်နှမလုပ်ပြီးလို့မရအောင်နေ့တိုင်းဖရာကတော့တိလခိုင်တရဏဂုံပရိစိတ်ဂုဏတော်ကူပါတွေစိတ်တမ္ဗုဒ္ဓတွေရွတ်ကိုတတ်သိနားလဲတဲ့ပရိတွေရွတ်စိတ်ကိုငြိမ်အောင်ထားတိတ်ကြက်တဲ့လူခက်ခဲတဲ့လူမွန်းကြက်တဲ့လူဖရာစီတီသွားဇောင်းတန်းတစ်ခုမုတ်တမှုကနေ3ရက်စတိုက်တက်ဒီရတက်ဒီရပြန်စင်ဒီရတက်ဒီရပြန်စင်နမောတတရွတ်ပြီးတက်
ဖျားပေါ်ရောက်ရင်တရဏဂုံ၃ဘတ်စိတ်၉ဘတ်စိတ်ခုံတော်9ပါးတစ်ပါးတစ်ပတ်စိတ်ပေးရီရွတ်ဆူတောင်းပန်းရည်လှူပြန်စင်း3ရက်သက်တိုက်သွားဒါဆိုတစ်လလုံးအညံ့နေပြောက်ပြီးကောင်းသွားမယ်အဲ့ဒါပြောချင်တယ်ပြီးတော့ထီးပြက်ဖနာပြက်တွေလှုပ်ပြက်ရဲတွေကအဆောင်တွေရှောင်းအင်းနေအုံတွေဖတ်တွေရှောင်းသူကတော့နဲ့ရှူတိုင်းရှိုက်တိုင်းသွားတိုင်းလာတိုင်းရော့အဲ့ဒါဆိုအပေါ်မှာပြောခဲ့တဲ့တဘာဝဘေးစီရေးနိုင်ငံရေးစီးပွားရေးလူမှုရေးအတိုက်ခံအနှောင်ဖွဲ့အကျက်တဲတွေဟာပျောက်သွားမယ်ကောင်းတဲ့ဖက်လှည့်သွားမယ်ထီထိုးခြင်းနဲ့ဆိုရင်တော့3.8ခွန်5ကိုထိုးအိမ်မှာဆွန်းလို့ရဲရအနေနဲ့လှူခြင်းရင်အကျော်ရအသီးရနို့ရထညက်ရအဲ့ဒါစနေရောက်တိုင်းလှူခွေးခုငါးငတ်တွေလှုပ်ပါကျွေးပါဒါဆိုရင်စနေသားသမီးတွေဂျွန်လာတလာလုံးဘေးရခတ်သိမ်းတောကငြိမ်၍ကောင်းကျိုးအနန္တပြေဝကြပါလိမ့်မယ်အားလုံးသောပိဋကကြီးဂျွန်လာတလာလုံးကျမ်းမာပျော်ရွှင်လူရာဆန္ဒမှန်သမျှပြေဝပါသည်